နာမည်တူတူပါဒီနေ့ tutorial လုပ်ပေးခြင်းတဲ့သရှင်တွေကတော့ကိုစောပိုင်းရဲ့မဆုံးသောလမ်းဆိုတဲ့သရှင်တွေဖြစ်ပါတယ်ဒီသရှင်မှာဆိုရင်တော့လွယ်လွယ်ကူကူပဲဂီတာကောက၄ကောပါဝင်ပါတယ် GCD ရဲ့ E minor ရဲ့ဒါပဲပါတာဖြစ်ပါတယ်ဒါကြောင့်မလို့အရင်ကလွယ်ကူတဲ့သရှင်တွေဖြစ်ပါတယ်ဒီသရှင်မှာတော့ကျွန်တော်တို့တီးမဲ့လက်ခတ်လေးတွေကတော့ခါတိုင်းလိုပါပဲကိုဘတ်တန်2လေးနဲ့တီးမယ်1 2 3 and 4မှာ down beat တွေပဲတီးမယ်ပေါ့နော်1 2 3 and 4ဆိုပြီး down တွေပဲတီးမှာဖြစ်ပါတယ်တကယ်လို့ hub bar ပါလာလို့ရှိရင်လေဒီထဲမှာဆိုရင် D နဲ့ G နဲ့ hub bar ပေါ့နော်ဒါဆိုလို့ရှိရင် D ဆိုရင်1 2ဆိုပြီးတီးပြီးတော့ G ကို3 and 4ဆိုပြီးတီးမှာပေါ့နော်ကျွန်တော်တစ်ခေါက်တီးပြမယ်နော်1 2 3 4 1 2 3 and 4 okay ဒီလိုလေးတော့မှာဖြစ်ပါတယ်ဒီသရှင်မှာတော့ကိုစောပိုင်းက A key နဲ့ဆိုတာဖြစ်ပါတယ်ကျွန်တော်တို့က G key နဲ့ဒီမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ကကာဘိုလေးကိုအသုံးပြုမှာဖြစ်ပါတယ်เนาะကာဘိုကိုဂီတာရဲ့နှစ်ကွက်မြောက်မှာညှက်မှာဖြစ်ပါတယ်1 2ပေါ့เนาะနှစ်ကွက်မြောက်မှာညှက်ပြီးတော့ကျွန်တော်တို့က G ကိုကင်လိုက်မယ်ဆိုရင်ဒါ AOD ရနဲ့အတူတူပဲပေါ့เนาะဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ကာဘိုကိုနှစ်ကွက်မြောက်မှာညှက်လိုက်မယ်ပြီးရင် G ကိုကင်လိုက်မယ်ဟုတ်ကဲ့ဒါကတော့ A တန်းဖြစ်သွားပြီပေါ့เนาะဒါဆိုလို့ရှိရင်ဒီရှင်းမှာထူးခြားတာလေးတွေဗာလေးရှိမလဲဆိုတော့ intro မှာ intro က၄ပါးပါတယ် intro ၄ပါးမှာကျွန်တော်တို့က formatter လေးတွေချထားတယ်ပေါ့နော် formatter ဆိုတော့အရင်တစ်ခေါက်ကပြောပြီးသားပါမျိုးလုံးပုံစံလေးနဲ့သူ့ကိုတွေးလို့ရှိရင်ကျွန်တော်တို့ကတစ်ချက်ဆိုတစ်ချက်ပဲတီးရမယ်နှစ်ချက်ဆိုလည်းနှစ်ချက်ပဲတီးရမယ်ဒီထဲမှာတော့ formatter တစ်ပါးပြည့်ချထားတဲ့အတွက်တစ်ချက်ပဲတီးရမှာပေါ့နော် G ဆိုရင်လည်း1 2 3 4 D ဆိုရင်လည်း1 2 3 4အဲ့လိုလေးသွားမှာဖြစ်ပါတယ်နော်ဟုတ်ကဲ့ဒီရှင်း intro က formatter လေးနဲ့၄ပါးသွားမယ်ပြီးလို့ရှိရင်ဒီသရှင်ကိုသွားနေရင်းနဲ့မှာကျွန်တော်တို့ solo ဝင်မယ်ပေါ့နော် solo ဝင်ပြီးတော့ chorus ပြန်ဝင်လို့ရှိရင် chorus ရဲ့အစအဦးဆုံးလေးပါကလည်း formatter လေးနဲ့သွားမှာပဲဖြစ်ပါတယ်နော်ဆုံးတော့လားမင်းနဲ့ရချသွားပြီးတဲ့သူကယူမီ Hey lady okay အဲ့လိုမျိုးဆိုတာ၄ပါးပါတယ်เนาะ solo ပြီးလို့ရှိရင် chorus ကိုပြန်စားရင်အဲ့လိုမျိုးလေးပြန်စားတာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့တူရှင်းလေးကိုတူပါလိုက်ဒီလိုက်အောင်เนาะ
ကတော့ပါပဲဆုံးသက်လေးမှာလည်းဖာမာတာလေးနဲ့ဆုံးသွားတယ်ခုနကကျွန်တော်အဲ့ဒါလေးမပြောလိုက်ရဘူးပေါ့နော်ဆုံးတော့လမ်းဆိုပြီးတော့ဖာမာတာလေးနဲ့ရှက်လေးတီးပြီးတော့ဆုံးသွားတယ်ပေါ့နော်ဟုတ်ကဲ့ချင်းလေးကတော့ဒီလောက်ပါပဲမိတ်ဆွေတို့အနေနဲ့ဆွေးနွေးစရာအကြံပြုစရာရှိလို့ရှိရင် comment မှာဝင်ရောက်ဆွေးနွေးကြည့်နိုင်ပါတယ်နောက်ရက်တွေမှာလည်းကျွန်တော်ငါသချင်းသစ်တွေတစ်ပုံနဲ့ပြန်လာခဲ့ပါမယ်အားလုံးပဲကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ